Hello，大家好，欢迎来到 Chinese Connection 汉语课堂。ဒီကနေ့老师တို့ HSK2 နဲ့ကိုက်ညီတဲ့ reading စာပိုင်လေးတစ်ပိုက်ကိုဖတ်ကြည့်ကြမယ်။今天很热，今天很热。ဒီကနေ့အရန်ကိုပူပါတယ်။今天天气很热，早上中文老师上了3节课，非常渴。他去超市买了1瓶水，又回办公室喝了2杯茶，舒服多了。ဒီစာပိုက်ကလေးကိုဘာသာမပြန်ခင်မှာအရင်ဆုံးသိတဲ့စကားလုံးလေးတွေကြည့်ကြည့်ကြရအောင်。天气，天气，ရာသီဥတု，热，热，ပူတော့，节，节。အတန်းချိန်ဒီနေရာမှာအတန်းတစ်ချိန်နှစ်ချိန်အဲ့ဒီအချိန်ကိုညွှန်ပြတဲ့မျိုးပြစကားလုံးကို节လို့ခေါ်တာဖြစ်ပါတယ်အတန်းတစ်ချိန်ဆိုရင်1节课အတန်းနှစ်ချိန်2节课ဒါမျိုးကိုသုံးတာဖြစ်ပါတယ်下一个是渴渴ရေစားတယ်超市超市ကုန်တိုက် supermarket ကိုခေါ်တာပါ瓶瓶ပလင်းတပလင်းနှစ်ပလင်းကိုသုံးတယ်မျိုးပြစကားလုံးမှာရေတပလင်းဆိုရင်1瓶水အချိုရေတပလင်းဆိုရင်1瓶饮料ပြီးတော့舒服舒服တတောင့်တတရှိတယ်နေရထိုင်ရတာတတောင့်တတရှိတာကို舒服နဲ့သုံးပါတယ်那我们回到前面အရှိရစာပိုက်ကလေးကိုဘာသာပြန်ကြည့်ရအောင်今天天气很热ဒီကနေ့ရာသီဥတုအရန်ကိုပူပါတယ်早上မနက်မှာ中文老师上了3节课中文老师တရုတ်စာဆရာမက上了3节课3节课အတန်းချိန်3ချိန်上了ဆိုတဲ့အဓိပ္ပာယ်ကဒီနေရာမှာအတန်း3ချိန်ဝင်ခဲ့တယ်အတန်း3ချိန်တင်ခဲ့တယ်ကို上နဲ့သုံးထားတာဖြစ်ပါတယ်ဆိုတော့မနက်မှာတရုတ်စာဆရာမကနေအတန်း3ချိန်ဝင်တင်ခဲ့ပါတယ်တဲ့非常渴အရန်ကိုမှရေစားတယ်他去超市买了1瓶水ဒါနဲ့ပဲသူမက去超市 supermarket ကိုတွားပြီးတော့买了1瓶水ရေတပလင်းဝယ်ခဲ့ပါတယ်又回办公室喝了2杯茶又ဆိုတာကနောက်ထပ်လို့အဓိပ္ပာယ်ရပါတယ်အရှိကကိစ္စတစ်ခုကိုလုပ်တယ်နောက်ထပ်အနောက်ကကိစ္စတစ်ခုကိုထပ်လုပ်သေးတယ်ဆိုတော့ဘာထပ်လုပ်လဲ又回办公室ရုံးခန်းကိုပြန်ပြီးတော့喝了2杯茶ရင်နွေးချမ်း2ခွက်ထပ်တောက်ခဲ့သေးတယ်舒服多了အရန်ကိုမှတတောင့်တတရှိသွားပါတယ်တဲ့多了ဆိုတာက degree ကိုပြတဲ့စကားလုံးဖြစ်တယ်အလွန်အရန်လို့ဘာသာပြန်လို့ရပါတယ်舒服多了အရန်ကိုတတောင့်တတရှိသွားခဲ့ပါတယ်ကဲအတိတ်ပဲရပြီဆိုရင်ဒီတစ်ခေါက်拼音ဖြောက်ပြီးတော့တစ်ခေါက်ပြန်ဖတ်ကြည့်အောင်今天天气很热早上中文老师上了3节课非常渴他去超市买了1瓶水又回办公室喝了2杯茶舒服多了အားလုံးရကြမယ်လို့ယုံကြည်ပါတယ်那我们下期视频再见拜拜